ဒီတို့ဒီဒုတိယပိုင်းအနေနဲ့က wireless ရဲ့ဒီ topology ပေါ့နော် topology လေးကိုသွားလိုက်မယ်wireless topology ပေါ့နော်အရင်ဆုံးဒီတို့ရိုးရှင်းရှင်းပေါ့ဒီ router နဲ့ပတ်သက်တာပြောမယ်နော် router နဲ့ပတ်သက် topology လေးပြောမယ်နော်အဲ့တော့ဒီတို့ဒါ internet service provider ISP ပေါ့နော် internet service provider ကနေပြီးတို့ internet line ယူလိုက်တယ်ယူလိုက်ရင်ပါလီရလာလဲဆိုတော့ဒါသူတို့ကတို့အိမ်ထဲမှာလာပြီးတော့ဆင်ပြီးတယ်ပေါ့နော် media converter ပေါ့နော် fiber နဲ့ပတ်သက်ပြီးတော့ဒီကောင်လေးက media converter လေး ONU လို့လည်းခေါ်တယ်ပေါ့နော်ဒီမှာ fiber ကျူးဝင်လိုက်တယ် FTTH ဘက်ကပြန်ထွက်တယ်လမ်းပို့တွေပါတယ်နော်ဒါကဘာလဲဆိုရင် media converter တကယ်တော့လေဒီနေ့ခေတ်မှာဆိုရင်အဲ့ဒီ media converter မှာဘာပါလဲဆိုတော့ဒီတို့ wireless service ပါပြီးသားလောဆယ်မပါဘူးလို့ယူဆလိုက်နော်တကယ်တော့ပါတယ်မပါဘူးလို့ယူဆလိုက်မယ်ဒီမှာဆိုရင်ဟုတ်ပြီအိမ်ကသူတွေက internet သုံးကျင်တာဘာနဲ့မှသုံးလို့ရဆိုကျိုးနဲ့မှသုံးလို့ရအဲ့လိုဖြစ်နေအဲ့တော့ကျိုးနဲ့ဆိုရင်တော့မှသူ့နားမှာရှိမှသုံးလို့ရမှာဒီဥစ္စာလေးအိမ်ထဲမှာထားတာအိမ်ထဲမှာ internet လာသုံးရတယ်ဒါမှကိုယ့်အိမ်ထဲတွေကျိုးတွေလိုက်တွေ့နေရမှာအလုပ်ရှုပ်တယ်လေအဲ့ဆိုဒီခြေတို့ကဘာလုပ်ရလဲဆို customer wifi သုံးကျင်လာလို့ပြီးရတယ်သုံးကျင် wifi configure လုပ်ပြီးရမယ်နော်လုပ်ပြီးရင်ဆိုပထမဆုံးအနေနဲ့ဆိုဒီမှာကျူးရလာတယ်ကျူးပေါ့ဒီကောင်ကrouter အနေနဲ့ကြည့်မယ်ဆိုဒီကောင်က1ကျူးဖြစ်သွားတာပေါ့နော်1ဒါ fiber to ethernet ဒီကျရှေ့မှာလဲစားတွေသင်တော့ရှင်းခဲ့မှုတယ် media converter ဘာလုပ်ပြီးတယ်လဲဆို fiber နဲ့ ethernet ကိုပြောင်းပြီးတယ်နော်ပြောင်းပြီးတယ်အဲ့ဆို1ကျူးရလာတယ်အဲ့ဒီမှာဒီကျတို့ဘာလုပ်မလဲဆိုဒီမှာ router လေးတစ်လုံးဒီကျသုံးလိုက်မယ်အဲ့လိုအနေထားမျိုးမှာ SWI သုံးလို့ရလားဆိုရတယ်သုံးရင်ဘာဖြစ်မလဲဆိုတော့cable ကျူးနဲ့ပြန်ပွားလို့မရတော့เนาะ wifi တိတက်မဲ့သုံးလို့ရလိမ့်မယ်เนาะဒီမှာဒီကျတို့ဘာလုပ်မလဲဆိုရင် router wireless router လေးဝယ်လိုက်တယ်တော့အခြေခံအနေနဲ့ဒီ any level မှာပေါ့เนาะjunior တယောက်အနေနဲ့ပေါ့ဒီ router configure တော့ချတတ်ရမယ်ပေါ့เนาะဒါဆိုရင်ဒီထဲရောက်လာတယ်ဒါပါလဲဆို1ပေါ့1ထဲဝင်လိုက်တယ်ဟုတ်ပြီเนาะဒီမှာ LAN မှာ1 2 3 4 LAN ပေါ့4ပေါ့ဟုတ်ပြီเนาะ LAN ပေါ့4ပေါ့โอเค LAN ပေါ့4ပေါ့ရှိတယ်အဲ့မှာဒီတို့ကျိုးနဲ့သုံးမယ်တဲ့เนาะဒီတို့ဒီနံပါတ်4ပဲထားပါတော့ဒီ4ကနေပြီးတော့ဒါရုံးထဲမှာ connection ကိုဒီတို့ဘယ်လိုလုပ်ထားလဲဆိုတော့ပြောတာเนาะဒါ main switch ကြီးရှိတယ် main switch ထဲဝင်လိုက်တယ်အဲ့ကနေမှ switch လေးတွေပြန်ခွဲတယ်အလုံးမှာဆိုရင်ဒီကျဆွဲပြတဲ့ topology ကလူ small network အတွက်ပေါ့နော်လူ450လောက်ပဲရှိတဲ့ company ပေါ့တယောက်ကနေပြောထားပါတော့50လောက်ရှိတဲ့ company ဆိုဒါမျိုးပုံစံမှန်သုံးတယ်မှာ client တွေရှိမယ်ပေါ့ wifi နဲ့သုံးမဲ့သူလည်းရှိမယ်ပေါ့နော်အဲ့ပုံစံဒါဆိုဒီတို့ကဒီဘာလုပ်မလဲဆိုရင်အခုဒီမှာအနီရောင်နဲ့ဒီဝိုင်းပြမယ်ဒီဝိုင်းထားတဲ့ router configure လုပ်ရမယ်ပေါ့နော်အဲ့တော့လုပ်ဖို့အတွက်ဒီတို့ဘာလုပ်လဲဆို1ကျူးလိုတယ်ဟောဒီ1เนาะ1လိုတယ်ဒီဘက်က LAN အဲ့တော့1နဲ့ LAN နဲ့အဲ့မှာဒီတို့ IP ရဲ့သဘောတရားတွေအဲ့မှာသိဖို့လိုတယ်ဒီဘက်ချမ်းဘာလဲဆိုရင် LAN เนาะ IP ရဲ့သဘောတရားတွေသိဖို့လိုတယ်ဆိုတာအဲ့ကြောင့် wireless ကိုနောက်ဆုံးမှသင်တာเนาะဒီတို့ဒီ IP သင်ခန်းစာလည်းသင်ပြီးသွားပြီ server တွေအကြောင်းလည်းသင်ပြီးသွားပြီเนาะအဲ့တော့မှသင်တာဒီမှာဆိုရင်တကယ်တော့ဒီဟာကြီးကိုဒီကျတော့ NAT လို့မြင်လိုက်လေရတယ်ဒီမှာ private ကဘယ်ကိုသွားမှာ public ပေါ်သွားမှာဒီမှာ Google YouTube Facebook internet သုံးမှာFacebook ဟုတ်เนาะဒါတွေသုံးမှာအဲ့မှာဘာလုပ်မလဲဆိုတော့ဒီမှာရှိနေ user လေးက internet သုံးချင်တော့ဘာနဲ့သုံးမှာလဲဆိုတော့ wifi နဲ့သုံးမှာဒီ wireless router ကဘာလုပ်မှာလဲဆိုရင် network ကြီးတစ်ခုလုံး wifi service တွေပေးမှာဟုတ်ပြီနော် service တွေပေးမှာကျိုးနဲ့လည်းသုံးလို့ရမယ်wifi လည်းသုံးလို့ရမယ်ပေါ့နော်
အဲ့တော့ဒီမှာဆိုရင်အဲ့တော့ဒီ router ဒီလို configure လုပ်တဲ့ configure လုပ်ဖို့ဘာလိုရလဲပေါ့နော်အဓိကလိုရတဲ့ဟာတွေစုဆောင်အဲ့ဒါကိုသိရဆိုရင်တကယ်တော့ wireless configure လုပ်တာခဏလေးပဲ10 minute လောက်ပဲကြာတယ်အဲ့တော့ခုနပြောသလိုလေဟိုတစ်နာရီနဲ့မပြီး2နာရီနဲ့မပြီးဟိုလောက်ကြာသွားလို့တနေ့ကုန်ကြာသွားလို့ customer နှင်ထုတ်တယ်ဆိုတဲ့ကိစ္စပေါ့နော်အဲ့ဒါမကျွမ်းတော့ကျွမ်းတော့ဘာလို့ရလဲဆိုတော့10 minute လောက်နဲ့ပြီးသွားတော့ customer ဘေးမှာထိုင်ကြည့်နေတာတကယ်တော့ configure လုပ်ရင်1000ခွဲတောင်းတယ်လေအဲ့တော့10 minute နဲ့ပြီးတဲ့ဥစ္စာကို1000ခွဲမပေးချင်ဘူးလေတူကိုလေဟဲဒါလေးပဲလားခဏလေးပဲလားဆိုဒါပေမဲ့အဲ့လိုမျိုး10 minute နဲ့လုပ်တဲ့အောင် investment လုပ်ထားတဲ့အချိန်တွေငွေတွေပညာတွေကိုတော့ဘေးရသူကပဲမြင်အောင်သိရမလားအဲ့တော့ဒီချိန်တော့ဘာလို့ရလဲဆိုတော့ item လောက်ရတာပေါ့နော်အဲ့နိုင်ဝက်လောက်ကြာအောင်လေရှောက်ပြီးဟိုဟာကိုကလစ်ဒီဟာကိုကလစ်ဟိုဟာကိုနှိပ်ဒီဟာကိုနှိပ်အဲ့ဒီဘဝကိုရောက်တယ်လို့ပြောချင်တာဆက်စချင်းကချွေးပြန်ပြီးတော့လေဟို10 minute နဲ့ပြီးဖို့နေတာတနေ့ကုန်တော့မပြီးဘူးလေပြဿနာကြုံသိရမလားနောက်ပိုင်းကျသူကြောင်းသွားတယ်နော်ဆက်မယ်ဆိုရင်ဒီချိန်တော့ပြောချင်တာကဒီ configure လုပ်တာအခုအနီးနဲ့ဝိုင်းပြတဲ့ဟာလေးဒီ router လေးဖြစ်ဖို့ဒီချိန် configuration ကလိုအပ်တဲ့အချက်ကိုဒီချိန်စုဆောင်းမယ်နံပါတ်1ကဘာလိုအပ်လဲပေါ့နော်လိုအပ်တဲ့အချက်ဘာလို့လဲဆိုတော့ဒီမှာ1ကိုထည့်ထားတယ်ဒီချိန် network မှာ IP assign လုပ်ရမှာ LAN ကထုံးစံတိုင်းကိုကြိုက်တာပြီးမှာ1ရဲ့ IP သိဖို့လိုတယ်1 IP နော်1ရဲ့ IP သိရင်လိုရတယ်အဲ့1 MB ဘလူးရှီကတိမှလဲဆိုစာချုပ်စာတမ်းကြည့်ပေါ့ customer တော့မပြောတတ်ဘူးလေအဲ့တော့စာချုပ်မှာရေးထားတယ်1 MB ကဘာဆိုတာနော်အဲ့တော့ဘာမှမသိရနဲ့လေ router ကြီးကိုကြည့်လိုက် customer ကိုကြည့်လိုက်အဲ့ဒါနဲ့ပြီးမှာမဟုတ်ဘူးသိရမလားစတော့ကအဲ့လိုပေါ့အဲ့ဒီဘဝပေါ့နော် customer ကိုကြည့်လိုက်ကြည့်ရတော့ဘာလို့လို့မသိဘူးလေအဲ့တော့ဒီချိန်တော့ဘာလို့မလဲနံပါတ်1 1ရဲ့ IP သိဖို့လိုတယ်ဒါပေမဲ့1ရဲ့ IP ကများသောအားဖြင့်နော်သိကြတယ်များသောအားဖြင့်မဟုတ်ဘူးသိကြတယ် static IP နဲ့လာတယ်အဲ့ဒီ IP တိမှဒီချိန်တို့ဒီမှာ assign လုပ်ရမှာလीအဲ့ဒီ IP မသိလို့ဘယ်လိုလုပ်ဒီချိန်တို့ဒီနောက်ပိုင်းအတွေ့အကြုံရလာတော့ junior တွေ interview တွေကောင်ဒီချိန် wireless router configure ချခိုင်းတယ်အဲ့ဒါသူတို့ကိုဘွားနဲ့ဒါပေမဲ့ခက်ပါတယ်မလုပ်တက်လေကန်နဲ့ဘာလို့လဲဆိုကိုတော့မှကိုလည်းဒီလိုပဲအတွေ့အကြုံရှာပြီးလုပ်တတ်တာလေဟိုဆက်ဆက်အလုပ်ဝင်နေရလုပ်တတ်တာမှမဟုတ်တာအော်ဘာလို့လဲဆိုတော့သူတို့တွေဒီလေ router ယူကြည့်လိုက်ဟိုကကျိုးဟိုကိုကြည့်လိုက်နဲ့နိုင်ဝက်လောက်ကြာသွားတယ် result မထွက်ဘူးသိတယ်အဲ့နဲ့ရတယ်မလုံးနဲ့တော့ပဲပြောရတာပေါ့နော်ပြီးတော့မှသင်ပေးရတာပေါ့ကျွန်တော်1ရဲ့ IP သိဖို့လိုတယ်ဟုတ်ပြီ IP သိုံနဲ့ပြီးပြီလားဆိုရင်1ရဲ့ပထမဆုံးနေကျူးတက်မှာဆိုတော့1ရဲ့ link ကိုမေးရမယ်အဲ့ဒီမနော်ဒီ interview ရဲ့သူတွေကကိုယ့်ရဲ့ကိုဘယ်လောက်သိလဲဆိုတော့ချောင်းနေရလေ1ရဲ့ link ကိုမေးရမယ်1 link ဘာမှတော့အဲ့1ဂျိုးကြီးရှိတော့မှဒီကျတော့1 port ထဲကိုထည့်မှာလေထည့်ပြီးပြီလားဆိုတော့အဲ့ဒီထည့်လိုက်တဲ့ကောင်ရဲ့ဂျိုးရဲ့ IP သိဖို့လိုတယ် IP က dynamic ဆိုရင်တော့သူ့အတူ auto ကြမှာဒါပေမဲ့ static ဆိုရင်တော့ကိုကရိုက်ထည့်ရမှာလေကျိုးတက်ရုံနဲ့ IP ကကြလာမှာမဟုတ်ဘူးအဲ့တော့ရိုက်ထည့်ရမှာဆိုအဲ့ဒီဟာကိုသိဖို့လို customer ဆိုရင်တော့ size ဆန်တဲ့တောင်းcustomer အိမ်ဖြစ်နေရင်တော့ဂျိုးကိုလိုက်ရှာဘယ်လိုရှာမလဲ internet ကဘယ်ကလာလဲ internet ဂျိုး main ဂျိုးကဘယ်ဖြစ်မလဲလိုက်ရှာနော်ရှာမယ်ရှာပြီးတော့1ရဲ့ link ကိုတီးပြီး1ရဲ့ IP ကိုမေးမယ်ဟုတ်ပြီအဲ့ဆို1ကိုရပြီအဲ့မှာဒီချက်ဘာပြဿနာတုံလဲဆို routing ကိုမနူးမနှက်ဖြစ်ရင်ပြဿနာကြုံမြန်အောင်ဘာလဲဆို1ရဲ့ IP ကကဲ1 link ကိုမေး1ရဲ့ IP မေးလိုက်တော့ဘယ်လောက်လဲဆိုသူက 192.168. တဲ့0. တခုခုဖြစ်မယ် select 24ဟုတ်ခရော့8ဆိုတာအဲ့မှာ0 to 1 to 254တခုခုလာမယ်အဲ့တော့ဒီချက်ရဲ့ဘာဖြစ်လဲဟိုရှေ့မကြည့်နောက်မကြည့်နဲ့ဘာလုပ်လိုက်လဲဆိုရင်1 link ကိုမေးတယ်ကျိုးကောက်တယ်လဲဟုတ်ပြီokay ပြီပေါ့နံပါတ်3 LAN ရဲ့ IP ထည့်မယ် router လေ router ဆိုမှတော့ LAN နဲ့ WAN နဲ့ IP ရှိမှကိုရမှာเนาะဒီ LAN ကဒီ client ကိုသွားမယ် DHCP လည်းသူ့မှာ setting နေပါပြီးသား LAN ရဲ့ IP ကိုထည့်တယ် LAN ရဲ့ IP ကိုသတ်မှတ်မယ်အဲ့ဒါတော့ကိုယ်တိုင်သတ်မှတ်တာသူများရှိတော့တောင်းလို့မရဘူးဒီကျသတ်မှတ်လိုက်တယ်ကိုကဆိုပါသတ်မှတ်လိုက်တယ်သလားဒီကျအဓိကလေ configure လုပ်တာလွယ်တယ်ဒီကျ error တွေပဲပြောပြမယ်0ထည့်လိုက်ရောခက်တီတီပဲဘာဖြစ်သွားပြီလဲ conflict ဖြစ်သွားပြီ1ရဲ့ IP နဲ့ LAN ရဲ့ IP ဘာဖြစ်နေလဲ range 2နေတယ်အဲ့ဒါကိုသတိမထားမိဘူးအမလေးခက်တီတီပဲတရားထည့်လိုက်တယ်ထည့်ပြီးတော့လေဟဲ့ internet ကလည်းမီးလေးလင်းပါတယ်ပေါ့ internet ကဘာလို့မထွက်တာလဲအဲ့မှာချွေးပြန်နဲ့ထိုင်ဆင်းသွားတာဒါပေမဲ့အဲ့မှာတော်သေးရဲ့သတိရသွားတာအော် router ကိုမိနေတာ router ဆိုတာဘာလဲ different network ဆိုမှ network မိတာလीဟို router ကြီးကိုသုံးနေတယ် different network ဆိုမှ sorry
router လို့ပြောလိုက်ရင် router ဒီ different network ပြီးမှ IP ကအလုပ်လုပ်တာဒီကျတို့သုံးနေတဲ့ device တွေနဲ့မတူတဲ့ချက်ဒီကောင် SOHO လို့ခေါ်တယ် SOHO ဆိုတာက embedded လုပ်ထားတာဒီကျတို့ဘာမှပြုပြင်ပြောင်းလဲလို့မရသူ့မှာ default ပါတဲ့ဟာကိုသုံးရတာနော်အဲ့တော့ဘာဖြစ်လဲဆိုတော့ तू ကဒီချက်ကို error message မတက်ဘူး conflict ဖြစ်နေဆိုရင်မတက်ဘူးအကြေကြီးများပေါ့နော် Cisco router microtik router တခုခုသုံးလိုက်မယ်အကြေလီnetwork ကနှစ်ခုကိုလေနှစ်ခုကို IP2 အောင်ပြီးလိုက်ကြည့် router မှာဘာပြောလဲဆိုရင် invalid address ကိုပြောတယ်ပြီးလို့မရအောင်ပြီးကိုမပြီးဘူးဒီချက်ကိုအဲ့မှာဒီချက်သတိလစ်သွားတာအဲ့ဒါဘာလုပ်လဲဆိုတော့ပြန်စဉ်းစားပြီးတော့မှတနားရီလောက်လေးချွေးပြန်တိုင်ပတ်ပြီးတော့မှမဖြစ်သွားလဲဆိုတော့ဒီနေ့ခေတ်ဆိုတာလို့နေ error တက်နေရမလားတားတက်တဲ့ error ကို AI မှာမိလိုက်တယ်တာပြန် Gemini မဲ့33Chat GPT ပဲသုံးဘာပဲသုံးနော်ငါဒီလို error တက်နေတယ်ဒီမှာ error message ကြီးငါဘာလုပ်ရမလဲဆို तू ကကို tip တီးပြီးတယ်စဉ်းစားမယ် tip တီးပြီးတယ်နေဒီဟာဖြစ်နေလို့ဒီဟာဖြစ်နေလို့ဒီဟာဖြစ်နေလို့ဆို tip တီးပြီးတယ်နော်ပြီးတော့အဲ့ tip ကိုကြည့်ပြီးတော့ဒီကျေတို့ကဖြေရှာလို့ရတာပေါ့နော်အဲ့တုန်းကလည်းကျေတို့ကိုယ့်ဘက်ကိုရှာရတာပေါ့ဘာဖြစ်နိုင်လဲဘာဖြစ်နိုင်ကိုယ့်ဘက်ကိုစဉ်းစားပြီးတော့မှငါ conflict ဖြစ်နေတာပဲပေါ့နော်အဲ့တော့ဘာလုပ်မလဲဒီဟာကြီးသတ်မှတ်လို့ရလားဆိုတော့မရဘူးအဲ့တော့1နဲ့မတူတဲ့ဥစ္စာကိုသတ်မှတ်မယ်ဘလူးတိုက်ဆိုင်သွားလဲဆိုတော့နော်ဒီချက်တက်မိနစ်ကသတ်မှတ်တာတော့မဟုတ်ဘူး LAN ရဲ့ IP ကများသောအားဖြင့် default အတိုင်းပါတာ default အတိုင်းဖြစ်နေတာdefault ကြီးကဘာဖြစ်0ဖြစ်နေတယ်ဒီကျေတို့ကိုယ်တိုင်ပြီးတဲ့ဟာကြီးကလေ0ဖြစ်သွားတာအဲ့တော့ဘာလို့မလဲ ISP ကိုဒီကျေကိုလိုက်ချိန်လို့မရဘူးဘယ်ကိုပဲချိန်ရမှာကိုယ့်ရဲ့ level ချမ်းကိုပဲချိန်ရမှာပေါ့နော်အဲ့တော့ဟိုက0ဆိုဒီကျေတို့1ပေးလိုက်တာပေါ့အဲ့မှာပဲ network မိသွားတော့တယ်တစ်ဆိုင်မှာတစ်မျိုးတက်ခဲ့ဘူးတယ်ပြဿနာတွေတော့အဲ့လိုမျိုးပေါ့နော်အဲ့ဆိုရင်ဒါဒီကျေတို့ကနံပါတ်3ဒီ router တစ်လုံးဖြစ်ဖို့အတွက်နံပါတ်3ပြီးသွားပြီအဲ့ဒီကျေတို့နံပါတ်4ဘာလုပ်မလဲဆိုတော့ဟိုပါပေါ့ခုနပြော DHCP setting နော် DHCP setting အဲ့ဒီမှာလေကျေတို့ Microsoft မှာ DHCP server ဖြစ်ဖို့အတွက် role bound configure လုပ်scope တွေတိဆောက်လုပ်ရတယ်လေဒီမှာတစ်ချက်ပဲအမှန်ချစ်လေး online ပြီးရင်သူကထည့်ခိုင်းနေတယ်လား step IME ဘာထည့်မှာလဲတဲ့ NIME ဘာထည့်မှာလဲတဲ့ထည့်ပြီးလိုက်ရပြီအဲ့ဒါသူအကွက်လေးနဲ့ပြီးထားတယ်ပြီးရင်ဒီရနဲ့ထည့်မယ့်နေရာဒီရနဲ့ပြီးထားတယ် default keyword ထည့်မယ့်နေရာ default keyword ပြီးထားတယ်ကဲအမှာကွက်ဆိုထည့်လိုက်ပြီးသွားပြီအဲ့ဒီ DHCP server ဖြစ်သွားပြီနော်အဲ့ပြီးတဲ့အခါမှာနံပါတ်5အဲ့တော့မှ Wi-Fi ရဲ့ setting ကိုလုပ်မှာ Wi-Fi setting နော် Wi-Fi setting ဆိုတာက access ID ပေးမယ်ဘာနာမည်နဲ့ပေါ်စီချင်တာလဲပြီးရင် password ပြီးမယ်ပေါ့ဒါပါပဲနော် access ID name password ထည့်မယ်ဒါပဲဒါပေမဲ့တခုထပ်ပြောချင်တာကဒါလိုအပ်တဲ့အချက်တွေပြောတာနော်လိုအပ်တာကတော့1ရက်2ရက်3ရက်ပဲကျန်တာကတော့ဒီလို setting တွေဖြစ်သွားပြီလीနော်လူရာ1နဲ့နဲ့ပဲဒါကကြတော့ဒီကျတို့ဒီ router ထဲမှာဒီမြင်းထားလိုက်မယ်နော် router ထဲမှာဝင်ပြီးလောက်ရမယ် setting ဒီလေ3ကနေ5ကိုပေါ့လုပ်ဖို့အတွက်3ကနေ5ကိုလုပ်ဖို့အတွက်အရေးကြီးတဲ့ချက်ကိုရောက်လာပြီနံပါတ်3 to 5နော်3 to 5ကိုဒီကျတို့လုပ်ဖို့အတွက်3ကနေ5ကိုလုပ်ဖို့အတွက်ဘာလိုရလဲဆိုတော့ router ထဲဝင်ရမှာလी router ထဲဝင်ပြီးတော့မှလုပ်လို့ရမှာ router ထဲဝင်ရင်လိုအပ်တယ် router ထဲမဝင်မဲ့တဲ့ဒါတွေလောက်တက်တယ်ဆိုပေမဲ့လေလုပ်ဖို့အတွက်ဒီချိန်တော့ဝင်တက်ဖို့လိုသေးတယ် router ထဲဝင်ဖို့အတွက်လာပြီးလိုအပ်တဲ့အခြားအဲ့မှာလည်းချွေးပြန်မှုပါတယ်လိုအပ်တဲ့ဥစားဘာလိုအပ်လဲဆိုတော့ပြောပြီနော်စပြီးတော့အမှတ်1 router နဲ့ computer နဲ့ network မိဖို့လိုတယ် router နဲ့ configure လုပ်မဲ့ဆက်နဲ့ဘာဖြစ်ဖို့လိုလဲ network မိရန်လိုရတယ် network မိဖို့ကျိုးတက်လိုက်ရုံနဲ့မပြီးဘူးပင်းကြည့်ရမယ် router ဘိုင်းပြီးကြနေရလဲခုနပြောရလေဒီကျေတို့ဒီမှာဒီရဲ့ဆက်သွယ်ချက်ကိုကြည့်လိုက်ဟဲ့ဒီရဲ့ဆက်သွယ်ချက်ကိုကြည့်လိုက်ဒီရဲ့ LAN ပေါ့ဒီဆွတ်ကိုတက်လိုက်တာဟုတ်ပြီနော်ဆွတ်ဖို့တက်လိုက်ဒီဆွတ်ထဲမှာရှိနေချေကွန်ပျူတာတစ်လုံးမဆိုပါတော့အဲ့လိုမဟုတ်ဘဲနဲ့ကျေတို့ဒီမှာဒီရဲ့ port number 2ဒါဒီချက် configure လုပ်မဲ့ဆက်လေးပေါ့ဒီမှာလေဒါပါလေဆို config လုပ်မဲ့ဆက် config ဆက်ဆိုဒီမှာ user config ဆက်လေးအဲ့တော့သူဘာလုပ်မှာလဲ
config လုပ်မှာဒီကို config လုပ်မှာလို့တော့ LAN နဲ့ပဲချိန်တာဖြစ်တဲ့ကြောင့်မို့ဒီ router တွေမှာလေ default DHCP on ထားတတ်တယ်အဲ့တော့ DHCP on ထားဖြစ်တဲ့ကြောင့်မို့ဒီ LAN ကိုထပ်လိုက်တာနဲ့ဒီရဲ့ client ကိုသူက DHCP နဲ့ IP ချပေးလိုက်တယ်နော်ရှင်းမြောက်ကြိုးချိတ်လိုက်တာနဲ့ network မိသွားတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုရင် router နဲ့ configure လုပ်မဲ့ဆက်နဲ့ network မိရလိုအပ်တယ်ဆိုတာမိဖို့အတွက်ဆိုဒီခြေတို့ဘာလို့ကြည့်မှာ IP config ခေါ်ကြည့်လိုက်ပေါ့နော် PC မှာ IP config ခေါ်ကြည့်လိုက်ခေါ်လိုက်ခါမှာဘယ်လိုကြလဲဆိုရင် 192. ဥပမာပြနော် 1.1 ဆိုကြတယ် IP နေရာမှာ default gateway နေရာမှာဘာကြလဲဆိုရင် 1.100 ဆိုကြတယ်ဒီ default gateway ဒီ router ရဲ့ IP ပဲရှေ့တုန်းကလည်းပြောခဲ့ဘူးပါတယ် router ထဲဝင်ချင် gateway နဲ့ဝင်ရမှာဒီ gateway နဲ့ဝင်ရမှာဒါအယူရှင်းဆုံးပဲဝင်လိုက်တယ်မှာ router ရဲ့ IP သိသွားပြီဒီမှာ 1.100 ဆိုတာသိသွားပြီသိသွားရင်ဘာလုပ်မလဲဆိုနံပါတ်1 browser ဖွင့်မယ်ဟုတ်နော် browser ဖွင့်မယ် browser ဖွင့်ပြီးတော့ခုန IP နဲ့ရိုက်ထည့်လိုက် 1.100 အဲ့နာခောက်လိုက်ဘာတောင်းလဲဆို username passwordညာဆိုအဖြစ် TV link ဆိုရင်တော့ admin ပေါ့အဲ့ဒါ brand ပေါ်မူတည်တယ်အဲ့နာခောက်လိုက်ဘယ်တော့ရောက်သွားပြီလဲဆို router ထဲကိုရောက်သွားပြီအဲ့တော့မှခုနက number 345ကို configure လုပ်မယ်ဒီထဲရောက်တော့မှဘာလုပ်မလဲ345ကို config လုပ်မယ်အဲ့မှာဒီကျတိုက်ပွဲဝင်ရဘာတိုက်ပွဲပဲလဲဆိုတော့နံပါတ်1 router နဲ့ configure လုပ်မဲ့ဆက်တဲ့ network မိဖို့အတွက်နံပါတ်2 browser ဖွင့်ပြီးတော့ router ရဲ့ IP ကိုသိရပြီလေသိရပြီဆိုဒီကျတို့ browser ဖွင့်လိုက်တယ်ဖွင့်ပြီး username password ထည့်တယ်အဲ့ဒီ username password ဘာလဲဆိုတော့ဒီကျစုံစမ်းဖို့လိုတယ်နော်အခုက admin ဒီချက်သိတဲ့ brand မို့လို့လေမသိတဲ့ brand ဆိုဘယ်လိုရှာမလဲ internet ကရှာမှာပေါ့ဒီ router ရဲ့ model number နဲ့ရိုက်ရှာမှာ router ရဲ့ model number နဲ့TP link TN ဘလောက်ပေါ့ model number နဲ့ပတ်သက်တဲ့ default username and password ကိုရှာလိုက် default login ကိုရှာလိုက်အဲ့ဆိုသူထွက်လာလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့ဒီလိုတမ်းမသိနိုင်နောက်တစ်ခုက existing ဥစ္စာပေါ့ existing ဆိုတာသူတို့မှာငကိုရရှိပြီးသားအဲ့ဒါကိုဒီချေတို့တခုခုပြင်စရာရှိလို့ဆိုချေတို့ခေါ်လိုက်တာအဲ့မှာသူတို့ username password သူတို့လည်းမသိဘူးဒီချက်လည်းမသိဘူးလေအဲ့တော့သူတို့ပြင်ထားတဲ့ဥစ္စာပေါ့အဲ့ဒါဆိုတော့ဘာလို့ရမလဲဆိုတော့တယောက်မှမသိတော့ဘူး factory default ချရမှာပေါ့စက်ရုံကလာတဲ့အတိုင်းပေါ့မဟုတ်ရင်လေငကိုတဲ့ဟိုကဒီစက်ရဲ့ default တိုင်းဆိုရင်လည်းဝင်ကြည့်ရမှာ try ကြည့်ရမှာပေါ့နော်အဲ့မှာဒီချေတို့ကြုံခဲ့မှုတွေပြဿနာပြောမယ်ဒီနံပါတ်1မှာပြဿနာကြုံတာ router နဲ့ configure လုပ်မဲ့ဆက်နဲ့ network မမိဘူးဘာလို့လဲလို့မေးရင် IP config ခေါ်လိုက်ဒီဟာကြလာတာကြတော့ router မှာဘာဖြစ်နေလို့လဲဆိုရင် DHCP auto ND ပဲဖြစ်နေလို့ DHCP auto ND ပဲဖြစ်နေလို့ဒီ IP တွေကကြလာတာမကြဘူးဆိုပါတော့ disable ဖြစ်နေဟုတ်တယ်လေ disable ဖြစ်နေမကြဘူးမှန်တယ်အဲ့တော့မကြဘူးဆိုဒီကျတော့ဘယ်လိုဆက်လုပ်မလဲ router ထဲဒီကျတော့ဝင်လို့မရဘူးဖြစ်နေလေအဲ့တော့ဘာလို့ရလဲဆိုရှာပုံတော့ဖွင့်ရတာပေါ့ရှာပုံတော့ဖွင့်ရတာဘယ်လိုဖွင့်ရလဲဆိုတော့ဒီ router ရဲ့ model number နဲ့နော် model number နဲ့ default IP ပေါ့သူ့မှာ default ဖြစ်နေတဲ့ IP ကဘာလဲပေါ့ DHCP မဖွင့်တာတော့အရှင်းပြောရင် client ကို IP မကြဘူးသူ့မှာတော့ IP ရရှိနေတာ DHCP မဖွင့်တာတော့ client ကို IP က auto မကြတော့သူနဲ့ network မိဖို့တဲ့ဒီချက်သူနဲ့တူတဲ့ IP rate ကိုလိုက်ပြီးမှသူနဲ့ network ချိတ်လို့ရမှာလေမဒီချက်နဲ့သားနဲ့ network ချိတ်မယ်ဆိုတော့သား IP ပေးပြီးသွားပြီဒါပေမဲ့သားနဲ့တူတဲ့ IP ဒီချက်လိုက်မပေးရင်ဒီချက်နဲ့သားနဲ့ network ချိတ်လို့မရဘူးလေသားဆက်မှာ IP ရရှိတယ်မှန်တယ်မဒီချက်သားနဲ့တူတော့လိုက်မပေးဘူးဆိုဒီချက်တို့ network မမိဘူးချိတ်လို့မရဘူးပေါ့အဲ့လိုပဲ router မှာသူ့မှာ default IP ရရှိပြီးသားဒါပေမဲ့အဲ့ဒီ IP က DHCP မဖွင့်ထားတဲ့အတွက်ကြောင့်မို့ဒီချက်တို့ client ကို DHCP နဲ့မကြတော့ default gateway ကမတွေ့ရဘူးဖြစ်တာပေါ့မတွေ့ရဒီ router ရဲ့ IP ဒီချက်တို့ဘာမှမသိဘူးအဲ့တော့ဘာမှမသိဘာလို့ရမလဲဆိုတော့ internet မှာဒီ site ရဲ့ model number နဲ့ရိုက်ရှာမယ် default IP ကဘာလဲဆိုတာရှာလိုက်မယ်ဥပမာ 191.0.1 လို့ပြောရင်ဒီချက်ရဲ့ computerကို 0.2 လို့လိုက်ပေးမယ်ဟိုဘက်ဒီပဲညှိလိုက်တဲ့သဘောပဲပေါ့နောက်ဝက်မိအောင်နော်ညှိလိုက်တယ်ဒီကောင် 0.1 ဆိုဒီကောင် 0.2 လို့ပြလိုက်တယ်ပေးကြည့်လိုက်တယ် rebrand ပြန်တယ်မိတယ်ဆိုရင် router ထဲရောက်သွားတယ်ဒါပေမဲ့ internet ကရှာလိုက်တဲ့ result အရဒီကျတို့က 0.1 လို့သိလို့ 0.2 လိုက်ပေးတာတော့မမိသေးဘူးဆိုရင်သိကြတယ်ဒီ router က
အသစ်ဆက်မဟုတ်ဘဲနဲ့အရှိမ configure လုပ်ထားပြီးသားကြီးဖြစ်နေတာအဲ့တော့ဘာလို့မလဲ factory default ချရခွင့်ပြုချက်တောင်းပြီးချမယ်ပေါ့နော်သူများအင်အားဥစားတော့ဒီတိုင်း blind လုပ်လို့မရဘူး customer ဥစားကိုလေခွင့်ပြုချက်တောင်းပြီးတော့ရလားဒါကိုပြင်ပြရမလားပြင်စရာမလိုဘူးဆိုရင်တော့ဝင်လို့မရတော့မလုပ်ပေးဘူးပေါ့နော်သူတို့ရတယ်ဘာမှမဖြစ်ဘူး factory default ချလိုက်ကောင်းပြီးတာပဲဆိုဒီကျတော့ factory default ချပြီးတော့အသစ် configure လုပ်ပြီးလိုက်တယ်ခါကျရင် router တွေကကြောင်သွားတတ်တယ်ဟုတ် configuration လုပ်ထားတဲ့ဥစားကိုလေတလောကဆိုဒီကျတော့ error ကြုံတာဒီချက်အသည့်မိတ်ဆွေဒီ hotel တခုမှဆိုရင်ဘယ်လိုဖြစ်တာလဲဆိုတော့ firmware တွေ down သွားတာ firmware တွေဟိုပါပေါ့ out of date ဖြစ်သွားတာအဲ့တော့ဘာဖြစ်လဲ router အလုံးမလုပ်တော့ဘူး firmware ကိုဒီကျတော့ upgrade ပြန်လုပ်ပေးရတယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုအနေထားဆိုရင်တော့တေချာရည်ဒီ router ဝင်လို့မရဘူးဒီချက်ရှေ့မှာတူရီကဘာတွေပြီးသွားမှမသိဘူးတေချာရည်ကျတော့ဘာလုပ်အောင်မလဲ factory default ချပြီးတော့အဲ့ default setting နဲ့ဟို default setting ဖြစ်သွားမှဒါလေ internet က reference လုပ်ထားတဲ့အတိုင်းဒီချက်တို့ကဝင်လို့ရမှာဖြစ်တယ်ဟုတ်ပြီနော်အနည်းချုပ်ပြန်ပြောမယ်ဆိုရင်ဒီ router ကိုဒီချက်တို့ configure လုပ်တာမခက်ပါဘူးဘာလဲဆိုရင်တမျိုးကြတိုင်းဆိုရင် router လေးကိုကြိုးလေးတက်လိုက်ကွန်ပျူတာမှာback IP config ကို IP လေးကြလာတယ်တတရပဲဘာလို့လဲ browser လေးဖွင့်လိုက်တယ်အဲ့ဒီ IP လေးနဲ့ login ဝင်လိုက်တယ် user name password admin ဝင်သွားတယ်ပြီးပြီလေပြီးပါမဖြစ်ဘူးဒါပေမဲ့အဲ့လိုအနေထားမဟုတ်ဘဲနဲ့ကြိုးထုတ်လိုက်တယ် IP config ခေါ်လိုက်တယ် 169.254 ဘာပြောလဲအပိုက်ပါအတွက်ကြီးကြတယ်ဒီ HCP server ချပြီး IP ကို client ကရချိခြင်းမရှိဘူးဆိုသေးကြတယ်ဒီ HCP မဖွင့်ထားလို့ပေါ့မဖွင့်ထားလို့ဖြစ်နိုင်တယ်ဖွင့်ထားပြီးမရတာဆိုမဖွင့်ထားလို့ပဲများတယ်အဲ့တော့မဖွင့်ထားဘူးဆိုတော့သိကြတယ်သူနဲ့ဒီကျေလို network မိဘယ်လိုစူးစမ်းမလဲ try ရမယ်လी try ဖို့အတွက်ဆိုရင်ဒီကောင်ရဲ့ default IP ကို internet မှာသွားရှာလိုက်တယ်ရှာလို့တွေ့ပြီဆိုရင်သူ့ရဲ့ default IP နဲ့တူတဲ့ range ကိုဒီဘက် client ကလိုက်ပြီးမယ်ပြီးလိုက်တဲ့အချိန်မှာပင်းကြည့်လိုက် network မိတယ်ဆိုရင်သူ့ထဲဝင်လို့ရသွားတယ်ပေါ့အဲ့လိုမှ internet က reference value နဲ့မှဝင်လို့မရဘူးဆိုရင်တော့သိကြဒီ router ကို factory default ချပြီးတော့မှဝင်လို့ရလိမ့်မယ်အသစ်တိုင်းဖြစ်သွားတော့မှာပဲစိတ်ဝင်လာတဲ့အတိုင်းဖြစ်သွားတော့မှသာလျှင်ဝင်လို့ရလိမ့်မယ်နော်တမီဦးကြတိုင်းဆို10မိနစ်တွင်ပြီးတယ်အဲ့ဒီတမီဦးကြမဟုတ်တဲ့ဟာတွေဆိုတိုင်းပတ်မယ်နော်အဲ့လိုမျိုးပေါ့ကံမို့ဒီ ကန်နော်ကန်ပေါ့အဲ့လိုပဲအလုံးမလုံးခင်ဖျားကြီးရတယ်ချစ်ကိုရရမှာအဲ့မနေ့တိုင်းချစ်ကိုရတာဒီစီတို့အရင်တော့ဆိုအဲ့ဒီနေ့လုံးမစင်ပြေပါစေဆိုရဖျားတာတော့နော်အဲ့လိုမျိုးနော်အဲ့လိုမျိုးလေးဒါဟိုဒီကျတာ error မတင်လဲရတယ်ဘာလို့ဆိုတော့အမင်းလွယ်လွယ်လေးပဲနေရုံရောက်တော့မှသာနေမနေကြည့်ရှင်နော်လာမယ်ပြေးတွေ့တော့ဆိုပြောလို့ရတယ်ဒါပေမဲ့တက်နိုင်တဲ့လောက်တော့ဒါပြောပြတာနော်မလို့ဒီ solution မမို့သေးဘူးနော်ဒါနားရမ်းပူသွားမှာဆိုလို့ကျတော့နောက်တစ်ပိုင်းမှာနောက်တစ်ဘက်မှာဆက်တော့မယ်နော်အပိုင်း3ကိုဆက်တော့မယ်ဒါပါလေးဆိုတော့ router ရဲ့အကြောင်းလေးပဲရှိသေးတယ်ပြီးဒီနေရာမှာ router သုံးပြီးရင်ဘာတွေထပ်သုံးမလဲ asset white တွေထပ်သုံးမယ်အဲ့ router တွေ asset white တွေကိုပြန် join တဲ့ဥစားအဲ့ဒါမပြောခင်မှာအဲ့ router နေရာမှာ asset white ဝင်လာလို့ရတယ်ဝင်လာရင်ဘယ်လိုပုံစံလေးဖြစ်သွားမလဲပေါ့ topology ကတဆင့်ဆင့်ပြောမယ်နော် config ဘာမှမကြောက်ဘူးเนาะအဲ့ဒီလိုမျိုးဒီ concept မိဖို့ပဲ theory concept မိဖို့အတွက်ပဲဒီခြေတို့ကနည်းနည်းအချိန်ပေးရမယ်เนาะအဲ့တော့ဒီခြေတို့ engineer စလုပ်တုန်းက network engineer စလုပ်တုန်းကပေါ့เนาะincome တော်တော်များများ wireless ကလာတယ်ရှင်းပြောရင် wireless သင်ခန်းစာဒီခြေတို့ကစာသင်ချိန်တစ်ချိန်လောက်သင်ရတာเนาะဟိုတကယ် income တော်တော်များများဒီကလာတယ်ဒီ wireless config လုပ်ပြီးတော့လာတယ်တော်တော်များများဒါ keep ပြင်တက်ပြီးတာသုံးရမယ့်အပိုင်းဖြစ်နေတာဟုတ်နော်အဓိကဒီဖြစ်အဲ့ဒါကိုစမတ်တော့ကြာရင်လေတရှယ်တည်းဟိုပေါ်လေးထိုးပြီး laptop လေးကင်နေစမတ်တော့ကြာဟုတ်ပြီအဲ့တော့ဒီ wireless က3ကို3မှာတည်ကြတယ်သိရမလားအဲ့တော့ဒီ network engineer တယောက်အနေနဲ့ဆိုဒီစီတို့ကဒါ junior သမားလေးပဲပေါ့နော်ဒီလို wireless configure လုပ်တာတော့လုပ်တတ်ရမယ်ပေါ့နော်အဲ့လုပ်တဲ့အချိန်မှာကျောင်းသားတော်တော်များများဟိုတော်တော်များများပေါ့နော်ဒီ ID လုံနေလူတော်တော်များများဘာလုပ်ကြလဲဆိုတော့ကျိုးတက်ပြီးတော့ theory မသိကွာဘတ်ဆိုလုပ်လိုက်တယ်အဲ့မှာဒီစီတို့ကြုံခဲ့တဲ့ဥစ္စာတွေထပ်ပြောအောင်မယ်အဲ့တော့ theory ကိုမသိပဲနဲ့သိတယ်မလားဟိုရန်တုတ်ရင်အမားတွေအမှန်ဖြစ်အမှန်တွေကအမားဖြစ်သိရမလားအဲ့လိုမျိုးကိစ္စတွေလည်းဖြစ်လာနိုင်တယ်ကြုံရလူဒီစီကကြုံခဲ့ရလို့ပေါ့နော်အဲ့လိုမျိုးဒီ router တွေကကိုယ့်ဘက်ကိုညံရှိသလိုပေါ့နော်ကိုယ့်ရဲ့ creation ရှိသူဒါတွေကအမျိုးမျိုး configure လုပ်လို့ရတယ်နော်ဒီ data ကိုနောက်တစ်ပတ်ကြာမှာပဲတင်ပြီးပါတော့မယ်နော်ဒီမှာပဲနားပါမယ်